အမကြီးပုံမှန်တော့လေကျမတို့ကအဲ့လိုလုပ်ပေးလို့တော့မရဘူးပေါ့နော်ဒါမဲ့ဘာဖြစ်ဖြစ်အမကြီးတို့နဲ့မိဖြစ်ဆွေဖြစ်ပေါ့နော်ဒီတစ်ခေါက်တော့အဆင်ပြေအောင်ကျမလုပ်ပေးလိုက်မယ်မလဲချင်ဘူးငါအရင်ဝယ်ထားတဲ့ကားအယောင်ရရင်ရမရရင်ငါအခုဝယ်ထားတဲ့ကားကိုအခုပေါက်စဲတိုင်းပဲငါပြန်လို့ခြင်းတယ်အမအဲ့လိုလုပ်ပေးလို့မရဘူးလေအမဝယ်သွားတာ1 လရှိပြီပြီးတော့ကား original တိုင်းပြန်မဟုတ်တော့ဘူးမမဒီမမကလေရှစ်တစ်ဘက်ကပဲညီမတို့ကားရှုံးကနေကားဝယ်သွားတာမမဒီအကိုအတွက်ဆိုပြီးတော့အဲ့ဒါအခုသူတို့ယူသွားတဲ့ကာလာလေဘေးရင်တွက်ကြည့်တဲ့ခါကျတော့အတိုက်ခိုက်ရှိလို့တဲ့သူတို့ကားအနှက်ရောင်လေးနဲ့လဲကျင်လို့တယ်မမဒါပေမဲ့တခုရှိတာသူတို့ကလေဈေးကိုမခွာစေချင်ဘူးတယ်မမကာလာကွိုင်းတော့ဈေးဟာကွာတယ်အမကြီးပုံမှန်တော့လေကျမတို့ကအဲ့လိုလုပ်ပေးလို့တော့မရဘူးပေါ့နော်ဒါမဲ့ဘာဖြစ်ဖြစ်အမကြီးတို့နဲ့မိဖြစ်ဆွေဖြစ်ပေါ့နော်ဒီတစ်ခေါက်တော့အဆင်ပြေအောင်ကျမလုပ်ပေးလိုက်မယ်နော်အမအဲ့လုပ်ပေးလို့မရဘူးလေမမရဲ့ကာလာကွာတဲ့ဈေးကကွာပြီပြီးတော့ကားဈေးအတက်ကြလည်းရှိသေးတယ်နည်းနည်းတော့ခွာမှာပေါ့ဒါကြီးဒီပစံပိတ်ထားကားတိုက်ခိုက်ရှိမရှိဘူးပဲတေချာစစ်တိုက်ခိုက်ရှင်းနေဆိုရင်တေချာလေးလုပ်ပေးလိုက်နော်ဟုတ်မှာကျေးဇူးတင်ပါတယ်ကွယ်အဲ့ဟာကြောင့်လေအမကြီးတို့ကလေဟောဒီကိုလင်းကားရှိုးရုံးမှာလာပြီးအမြဲတမ်းအားပေးနေတာဗောအဲ့ဆိုရင်အမကြီးအဆင်ပြေဆိုနောက် customer တွေလည်းညွှန်းပေးအောင်နော်စိတ်ချညွှန်းပေးမှာကိုလင်းကားရှိုးရုံးကလေဘလောက်ဝန်ဆောင်မှုပေးတယ်ဆိုတော့အမကြီးညွှန်းပေးအောင်မှာဒီနေ့ဒီမှာလည်းအမကြီးခွင့်ပြုပါအောင်နော်တမီးအဆင်ပြေအောင်လုပ်ပေးဟုတ်ကဲ့ပါမဟုတ်ကြပါခင်ဗျကြပါမဟုတ်သူတို့ကြီးဟာတမျိုးပဲနော်ကျွန်တော်တခုခံစားနေရတယ်အဲ့လိုတော့မရှိပါဘူးပဲမင်းနင်းသိတဲ့အတိုင်းပဲ customer တွေကဒီလိုပဲဟာနော်သူတို့ကြိုက်လို့ကာလာကိုယူသွားတယ်အဲ့လိုပါဒီလိုပဲဘောဖြစ်တတ်ပါတယ်လူဆိုတာအကြိုက်ကအမျိုးမျိုးပြောင်းနေနိုင်တာပဲနော်ထားမိန်နဲ့စိတ်ထဲကိုနော်အေးလှုပ်ဆက်ချက်လှုပ်တော့နော်မသွားပြီမလဲချင်ဘူးငါအရင်ဝယ်ထားတဲ့ကားအယောင်ရရင်ရမရရင်ငါအခုဝယ်ထားတဲ့ကားကိုအခုပေါက်စဲတိုင်းပဲငါပြန်လို့ခြင်းတယ်အမအဲ့လိုလုပ်ပေးလို့မရဘူးလေအမဝယ်သွားတာ1 လရှိပြီပြီးတော့ကား original တိုင်းပြန်မဟုတ်တော့ဘူးအမတိုက်ထားတာပုံရပဲ့ရတယ်အများကြီးပဲနောက်ပြီးတော့အမတို့မောင်းထားတာကီလိုတွေကလည်းအရန်ကြော်နေပြီကျွန်တော်ဘက်ကအဲ့လိုမျိုး original တိုင်းပြန်လဲပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘက်ကအရှုံးပေါ်သွားမှာပေါ့အမရဲ့မပြန်မလဲမပေးဘူးတဲ့ဘယ်လိုလုပ်မလဲနေစမ်းပါဒီမဲ့ကားဝယ်ထားတာမျက်ဖို့ဝယ်ထားတာငါဘာလို့ရှောင်းခံရမှာလဲအမအဲ့ဒီခန်းရအမောင်းနဲ့ခိုက်တယ်ဆိုအဲ့ဒါကြောင့်မို့ညီမကိုယ်တိုင်တေးချာအမတို့အမဲနဲ့လဲပေးလိုက်တာအခုကျတော့အမအခင်းရမခိုက်တော့ဘူးလားမလို့ချင်းဘူးညီမစားပိတ်ထားဒီမဲ့ငါကလေ online ပေါ်မှာဈေးရောက်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တော့ငါမှတပည့်တွေတပုံကြီးပဲအေးငါတပည့်တွေအများကြီးတက်မှာနင်တို့ကိုငါ online ပေါ်တင်လိုက်မယ်ဆိုနင်တို့ showroom ဘလို့နာမည်ပြတ်သွားမယ်ဆိုတော့တဘောပေါက်အမ line မတင်ပဲအချက်တူပဲကုန်တော့မှာပဲဘလို့လုံးကြမလဲထုံးနင်အသားနေစမ်းငါတို့ရှင်းမယ်အမကျွန်တော်ဘက်ကမှန်မှန်ကန်ကန်ဆောင်ရွက်ပေးတယ်ကျွန်တော်ကိုရင်းကားရှိုးတော့အကောင်းဆုံး service ပေးထားတာမှာကျွန်တော်တော့အမတော်တော်ပဲအမေလူဘာဝလို့ဒီမဲ့ငါ line ပေါ်တင်ပြမယ်သူကစောင့်ကြည့်လိုက်လာသွားမယ်မလေးနဲ့မမကြီးပြောပြမှာရမယ်ကဲပြောပါအောင်ဘလို့ဖြစ်ကြလဲဒီလိုပါမမလေးဟိုတစ်ခေါက်ကလေမမကြီးကကားခန်းရောင်လေးနဲ့အဲ့ဒါကိုအယောင်ကြိုက်လို့ဆိုပြီးတော့ customer တောက်ကလာလဲတာကိုအဲ့ဒါကိုအမဲလေးနဲ့လဲပေးလိုက်တယ်ညီမတားနေရကြားကနေပြီးတော့ဒဲချင်းပေးလိုက်တယ်မမရဲ့အခုအဲ့လိုဖြစ်တော့ပြဿနာတက်လာပြီညီမတားနေရကြားရတာမချင်းပေးလိုက်ရင်ပြဿနာတက်เสียအကြောင်းမရှိဘူးသူတို့ကလည်းတမင်သက်သက်ရစ်တာပါပထမတော့ချင်းပေးလိုက်တဲ့ဟာကိုသူတို့ကကာလာကိုပထမတော့ခိုက်တယ်ဆိုပြီးတော့အဲ့ကာလာကိုလုံးဝမကြိုက်ဘူးအခုလဲကြအဲ့ကာလာပဲပြန်လို့ခြင်းတယ်ပြီးတော့သူတို့စီးထားတဲ့ခုကျွန်တော်တို့ချင်းပေးလိုက်တဲ့ကားအမဲရောင်ကလည်းပဲကာလာအမဲရောင်ကလည်းပဲသူတို့1 လလောက်တော့ရှိပြီစီးထားတာကီလိုတွေကလည်းအများကြီးကျော်နေပြီပုံရပိုက်ရရတယ်အများကြီးပဲသူတို့ကကားဝယ်လို့ရှိရင်အမျက်လိုချင်တယ်တဲ့နော်အမယူဆိုလို့ရှိရင်လည်းပဲသူတို့ယူသေးတိုင်းပြန်ပေးလို့ပြောတယ်အဲ့ဒါကျွန်တော်ကဘလုံးမယူလို့မရဘူးမမလေးရယ်ပြောချင်တဲ့သဘောတိုက်ရဖက်ရတယ်လည်းရှိနေပြီနောက်ပြီးပုံရပဲ့ရတယ်လည်းရှိနေပြီကျွန်တော်သွားတဲ့အချိန်မှာလည်းကီလိုတွေကအရန်ကျော်နေပြီကျွန်တော်ဘလုံးမယူပေးလို့မရဘူးကျွန်တော်ဝယ်ပေးမယ်ဒါပေမဲ့ယူထားတဲ့ဈေးထက်တော့နည်းနည်းလေးရော့မယ်ဆိုတော့လုံးဝမရပဲပြဿနာရှာတာပါဒါမမကြီးတွေ့လားအရှိတစ်ခေါက်ကသဘောကောင်းလိုက်တာလေကားကယူသွားပြီးတယ်ဆိုရင်ပြန်ချင်းလို့ရတယ်ဘယ်လိုလုပ်ရှိမှာလဲမမကြီးရဲ့အခု तू ကယူသွားပြီးတဲ့ကားကနောက်ထပ်1 လလောက်လဲကြာတယ်တိုက်လဲတိုက်လာတယ်ခီးဝေး highway တွေလဲသွားထားတယ်အခုအဲ့ဒါကားကမျက်ချင်တယ်မမျက်ရင်တော့မှ तू ယူသွားတဲ့ဈေးတိုင်းရချင်တယ်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ customer တွေကိုစာချုပ်စာတမ်းနဲ့တိတိကျကျသွားတဲ့ဟာကိုစာချုပ်စာတမ်းအတိုင်းသွားမှရမှာမမကြီးရန်နေသဘောကောင်းလို့မရဘူးနော်ငါလည်းအဲ့လိုပဲထင်မလဲပုံမှန်ဆိုရင်တစ်ခါအဆင်ပြေအောင်လုပ်ပေးလိုက် customer တွေကဂျင်းနဲ့သွားကြတာပဲလေဟ
ဟုတ်လားအခုကဂရီကိုလာလောက်နေတာဆိုတော့ဒါဘာပြောငါတို့တော့လည်းသင်ခန်းစာပဲပေါ့ဖြူရဲ့ သင်ခန်းစာယူရမှာသင်ခန်းစာယူရမှာမမကြီး သူကဘာဆက်လုပ်မလဲဆိုတော့ तू က online မှာလုပ်နေတယ်ပေါ့နော် online နဲ့ social media နဲ့လုပ်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်သူ့အောက်မှာလည်းပဲ online partner တွေကအများကြီးရှိတယ်ကျွန်တော်တို့ तू က online မှာနည်းနည်းလေး post တင်ပြီးတော့အချက်ခွင့်မဲ့နဲ့ ချက်ခွဲမနဲ့တူတယ်မမ လိုင်းမော်တင်မယ်ဆိုလဲဒါတို့ဘက်ကမှန်ကန်နေရပဲလေရှေ့တစ်ခေါက်မှာတော့အမတို့ကစာချုပ်စာတမ်းကိုတော့မှ customer ကိုတို့ကဘယ်လိုပြောမလဲတို့ရဲ့ service ပေါ့တို့ကိုလင်းကားရှိုးရဲ့ service အနေနဲ့တဲ့တောင်မှသူလိုချင်တဲ့အယောင်လေးချိန်ပေးပါတပတ်ဆိုတဲ့အတိုင်းတာမှာဒါအတိုက်ခိုက်လည်းမရှိဘူးဆိုရင်မတို့ကကီလိုတက်နေတာတော့မှမတို့ကလဲပေးလိုက်တယ်ပေါ့နော်အခုတခါ तू ကယူသွားပြီးတဲ့ကားကိုအကြာကြီးလဲစီးပြီးတဲ့ဟာကိုတိုက်လဲတိုက်ထားတယ်ပုံရတယ်အကုန်လုံးကီလိုတွေလည်းတက်နေပြီကွာဒါကို तू ကမြက်ချင်တယ်မမြက်ရင်တော့မှ तू အရင်တိုင်းလိုချင်တယ်ဆိုတာ तू တိုက်ထားတဲ့ဟာတွေကြတော့တို့တွေကဘယ်လိုလုပ်မလဲနော်အဲ့တော့အမားတို့ကတော့စီမင်းစီကန်းတွေကပြောထားတာဖြစ်တဲ့အတွက်ကြောင့်သူ့ဘက်ကတခုခုသူဆန္ဒရှိနေရဆိုတော့လည်းပြင်ဆိုင်ရမှာပေါ့နော်အမားတို့ကကားရှိုးရုံးဖွင့်ထားတယ်ဆိုတာလည်းအမျက်ဆုံးတစ်ခုလိုချင်လို့လေနော်ဒီလိုမျိုးကြီး तू ကသူ့ကားကြီးကထိထားတိုက်ထားတာကြီးကို तू အမျက်ဆုံးလိုချင်တယ်ဆိုတော့လည်းအမားတို့ဘက်ကကြည့်မယ်ဆိုရင်စီးပွားရေးကလည်းအဆင်မပြေဘူးလေပြင်ဆိုင်ကြတာပေါ့လေကဲအဲ့ဆိုမင်းတို့လှုပ်ရှားရှည်တော့လှုပ်တော့ ဟုတ်ကဲ့ တော့မခွင့်ပြုပါအောင်ရှင် ဒါတက်လူပါဝါတာ စီသူအဲ့လိုမပြောနဲ့ customer ကိုမှတ်ထားအများနဲ့မှတ်ထားသား customer အဲ့လိုမပြောရအောင် ဟုတ်ကဲ့ ဒီကားလေးဝယ်ပြီးလို့ကိုပတ်စံစုတာလား ဟုတ်လို့လားကိုရဲ့ ဟုတ်တယ်ယမင်းဝမ်းလာလား surprise လုပ်ပြီးကောင်းဝယ်ပေးသွားတာမမရဲ့ညောင်းတော့ခုမှပဲသိရတယ် အိုးအေးအေး ကားနဲ့ပတ်သက်သူများကိုလင်းနဲ့မှစိတ်ချ